အေးအားပြင်းတဲ့မုန်တိုင်းတစ်ခုကဂျပန်နိုင်ငံကိုတိုက်ခတ်ခဲ့ပါတယ်မိုးတဲထန်စွာရွာသွန်းမှုကြောင့်ဆိုးရွားတဲ့ရေကြီးမှုနဲ့လေပြင်းတိုက်ခတ်မှုကြောင့်လူအယောက်130သေဆုံးခဲ့ပြီးလူပေါင်း1000ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်အပြက်အစီးအများဆုံးဧရိယာကတော့မာပီချိုရွာဖြစ်ပါတယ်တိတ်ဆိတ်ပြီးအေးချမ်းတဲ့ရွာလေးတစ်ရွာဟာရှုံနဲ့ရေတွေအောက်မှာနုညုံနေတဲ့ဆိုးရွားတဲ့မြင်ကွင်းဖြစ်သွားခဲ့ပါတယ်ရေကြီးမှုကြောင့်ပျက်စီးဆုံးရှုံးမှုကအရန်ကြီးမားတဲ့အတွက်ရေဘေးဒုက္ခသည်တွေဟာအိမ်မပြန်နိုင်ပဲ2လကြာအောင်အမိုးကာတွေထဲမှာတက်တောင့်တက်တာမရှိပဲနေထိုင်ခဲ့ပါတယ်အတီးဒီဆိုင်ယာ We Love You Foundation ရဲ့ဥက္ကဋ္ဌဂျန်ကီဂျာဟာဂျပန်ကဒိုင်ဖုန်းမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုတွေအကြောင်းကိုကြားခဲ့ပြီး19ကြိမ်မြောက်အသက်တစ်ဖြိုပြေပွဲကတဆင့်ကယ်ဆယ်ရေးရန်ပုံငွေကိုပြင်ဆင်ခဲ့ပါတယ်။ We Love You ဥက္ကဋ္ဌဂျန်ကီဂျာရဲ့ဆန္ဒအတိုင်း We Love You ဖွဲ့ဝင်တွေဟာရေဘေးကြောင့်ရုပ်ပိုင်းဆိုင်ရာကိုစိတ်ပိုင်းဆိုင်ရာပါထိခိုက်မိတဲ့အိမ်မီးချင်းတွေစီချစ်ချင်းမေတ္တာနဲ့နှစ်သိမ့်မှုကိုတည်ဆောင်ပေးခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာ We Love You Foundation အိုဆာကာရုံးခွဲကအဖွဲ့ဝင်တွေဟာစုယုံလာကြပြီးအရက်အလုပ်များနေကြပါတယ်子供にお母さんが起こる日常的な用品を私たちもお母さんの心で避難所の方にお送りしたいと思って今商品を詰めているところですတသက်ရရဲ့ထုတ်ပိုးထားတဲ့နေ့စဉ်သုံးပစ္စည်းတက်တာတွေထဲမှာအမေရဲ့စိတ်နှလုံးအားဖြင့်သူတို့ရဲ့ချစ်ချင်းမေတ္တာနဲ့စိတ်ရင်းတွေပါဝင်ပါတယ်နောက်တနေ့မှာတော့ We Love You ဖွဲ့ဝင်တွေဟာယာယီအမိုးကာတွေထဲမှာခိုလုံနေတဲ့ဒုက္ခသည်တွေစီကိုတွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ဥက္ကဋ္ဌဂျန်ကီဂျာရဲ့စိတ်ဆန္ဒအတိုင်း We Love You ဖွဲ့ဝင်တွေကစိတ်နှလုံးအကျွမ်းမဲ့နဲ့ပြင်ဆင်ထားတဲ့ပစ္စည်းတွေကိုကြည့်ရင်တက်ကြီးရွယ်ဝူတွေဟာအယမ်းဝမ်းသာနေကြပါတယ်။တက်ကြီးရွယ်ဝူတွေဟာ We Love You ဖွဲ့ဝင်တွေနဲ့စကားပြောရင်းသူတို့ရဲ့စိတ်နှလုံးထဲမှာမိခင်ရဲ့နှွေးထွေးတဲ့ချစ်ချင်းမေတ္တာကိုခံစားရကြပါတယ်直接応援します私たちもいつも思ってますから元気出してください谢谢你们，我倒没有受啥罪，但是就是这个环境，这个氛围让我非常感动，非常重要，非常感谢，非常感谢。ဒုက္ခသည်များစုဟာတက်ကြီးရွယ်ဦးတွေဖြစ်တဲ့အတွက်အဖွဲ့ဝင်တွေဟာအမိုးကာအတွင်းနဲ့အပြင်ကိုတန်ရှင်းရေးလုပ်ဖို့စီစဉ်ထားကြပြီးအရောက်ချင်းစီတိုင်းဟာသူတို့ကိုပေးထားတဲ့နေရာအသီးသီးမှာစူးစမ်းလှုပ်ဆောင်နေကြပါတယ်အဖွဲ့ဝင်အားလုံးဟာရုပ်ပိုင်းဆိုင်ရာကိုစိတ်ပိုင်းဆိုင်ရာပါပြင်ပန်းလွှမ်းနေတဲ့ဒုက္ခသည်တွေစီမျှော်လင့်ချက်ပေးချင်ကြပြီးသူတို့ရဲ့မျက်နှာမှာတခြားသူတွေကိုကူညီရတဲ့ပျော်ရွှင်မှုရဲ့အပြုံးပြည့်နေကြပါတယ်ぜひこの活動を通してもぜひ母の気持ち母の心を通してこうやられたらいいなと思っていますသူတို့ဟာအမေရဲ့စိတ်နှလုံးအားဖြင့်အိမ်မီးချင်းတွေရဲ့နာကျင်မှုနဲ့ခက်ခဲမှုတွေကိုပြုစုစောင့်ရှောက်ပေးရင်းဒဏ်ရာရထားတဲ့စိတ်နှလုံးသားတွေကိုနှစ်သိမ့်ပေးကြပါတယ်အတီးဒီဆိုင်ယာ We Love You Foundation ဟာအမေရဲ့ချစ်ချင်းမြတ်တာလိုအပ်တဲ့နေရာတိုင်းကိုအပြေးသွားမှာဖြစ်ပါတယ်